မင်္ဂလာပါနော်ဟုတ်ကဲ့မြိုင်စော်ဝင်းကြောက်စိမ့်တင်နန်းက2026တက်လာပိုင်းလေးကြိုဆိုလိုက်ပါပြီနော်ဟုတ်ကဲ့ဒါလေးတွေကတော့ကျွန်တော်ရဲ့တင်နန်းသားဒါ3လခွဲပေါ့နော်3လခွဲလောက်ရှိတဲ့ကျွန်တော်ရဲ့တင်နန်းသားဒီကျောင်းနဲ့ပတ်သက်တဲ့ဒီအခြေခံပန်းအနေစပြီးတော့ခု3လခွဲ4လလောက်ရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီကြောက်တွေကိုဒီအယောင်ပိုင်းမှာတာဝန်ယူပြီးတော့သူ့ကိုခေါင်းဆောင်တရားအဖြစ်ကျွန်တော်ပေးထားခြင်းပါဒါလေးတွေကတော့သူကနောက်ထပ်လာတဲ့တင်နန်းသားလေးတွေနဲ့အယောင်အဖွဲ့လေးတွေပေါ့အယောင်နဲ့ပတ်သက်တာဝါဒနာပါတဲ့တင်နန်းသူတင်နန်းသားတွေကိုသူကနေပြီးတော့ကြောက်လေးတွေကိုပွဲတိုင်နီးခင်ရောင်နီးကြောက်ဘလူဈေးပြောရတယ်ပေါ့အဲ့ဒါလေးတွေကြောက်လေးတွေနေ့စဉ်ဒေးလီပေါ့ပေးနေပါတယ်သူ4လဆို4လရဲ့အလျောက်မှာကျွန်တော်ခီးသွားတဲ့ချိန်မှာအယောင်လေးတွေပေါ့နော်ဆော့ရှော့မှုလေးတွေအားလုံးကြောက်ကတော့တကယ်လုံးမယ်ဆိုရင်အဲ့လိုအချိန်ပြီးလုံးမှကြောက်ပညာတစ်ခုကနည်းနည်းရောက်တယ်လို့ပြောရတာပေါ့သူရောင်မှုတဲ့ကြောက်သူကျွမ်းကျင်သွားတာပေါ့ဟုတ်တယ်မလားကြောက်ကတော့အဲ့လိုလေးတွေဒါလေးတွေဆိုရင်ဒါဆက်ပြီးတော့ကြောက်ပိုင်းထဲမှာပဲခင်မင်းရင်းနေပြီးတော့ကြောက်လေးတွေသူစီလာအပ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာလာအပ်ရင်လည်းဒီကြောက်လေးကိုသူကိုယ်တိုင်ဒါထင်းထင်းဆောက်ရှောက်တာဝန်ယူပြီးမှခုရောင်းနေပါပြီရက်တီလို့ရအောင်ဆိုတာကြတော့အခုလိုပေါ့နော်စူးစမ်းရိုးသားတကယ်လောက်ပြသွားရင်နေရာတစ်ခုကတော့သူ့ရဲ့ဒါအလုပ်တစ်ခုမှနေရာရသွားတာပေါ့ဗျာအခုဆိုရင်ကျွန်တော်တို့ကဒါရောင်းနိုင်တဲ့အဆင့်အဓိကအကြောက်ကလေရောင်းတတ်မှတော့ဝယ်တတ်မှလေတော့အယောင်ပိုင်းကိုအရင်လေ့လာတင်ယူပါလို့ကျွန်တော်ကြောက်လေ့လာကြတဲ့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေနဲ့လောပန်းလောင်းတွေကိုကြောက်ကိုအရင်အယောင်ပိုင်းကိုအရင်လေ့လာတင်ယူတင်နေဆိုတာလေးတွေကိုကျွန်တော်ခုဒီဟိုလေးတော့ဦးညိုမင်းဦးကြောက်လေးတော့အတွန်းဝိုင်းပွဲတိုင်ရင်ဒီမှာ30ရက်နေ့မှာအကမို့အပ်ပြီနော်ပိုင်ရှင်ကဒီကောင်က15လေးလောက်မှရှိပါလို့ပြောလိုက်နော်ဟိုအားတော့50လောက်ခေါ်လိုက်ဒီမှာဒါလေး15လေးခေါ်လိုက်တော့ဒီမှာဦးညိုမင်းဦးကြောက်လေးနော်ဦးညိုမင်းဦးကြောက်လေး15လေးရောက်ခေါ်ပြီးမသိပေါ့ဒီကပြောပြီးစီးကြီးကိုဘယ်လောက်ဆောက်လဲဒါလေးရတယ်15လေးလောက်ခေါ်လိုက်နော်ဦးမျိုးမင်းဦးကြောက်လေးနော်တွန်းဝိုင်းပွဲတိုင်ရန်အကမိုးအပ်လိုက်ပြီနော်30ရက်နေပါနော်အဲ့ဒါလေးက15လေးလောက်ခေါ်လိုက်မသိပေါ့စီးကြီးကိုသူကစီးကြီးပေါင်းတာနော်ဆရာကြီးရှိတယ်ဆရာကြီးနေရန်လာမနော်အကောင်ဝိုင်းနဲ့ပွဲတော်ရန်ရုပ်ခံပြန်လာပြီနော်ရုပ်ခံပြန်လာပြီနော်29လေးရုပ်ကတော့ဖတ်တယ်ပေါ်လို့30နော်ပိုင်ရှင်200လောက်မှမလို့30နဲ့မရှိအောင်နော်30ထွက်ခဲ့နော်这个你没有呀？你那边呀？
အလိုက်လေးရပြီ ကဲ26ရက်နော်12လပိုင်း26ရက်နေ့မှာဒီမှာမျက်မှန်နဲ့အန်ဒီစီကကြော်လေးလက်ခံထားရနော်ရပြီနော်26ရက်နေ့မှာလက်ခံထားရနော်โอเค โอเค